ဒီလူဟာဝိတ်ချိန်စက်ပေါ်တက်လိုက်တဲ့အခါပေါင်ခွန်200ကျော်4ချိန်ရှိတာကြောင့်လန့်သွားပြီးသူ့တိုက်ခန်းထဲမှာလဲကျသွားပါတယ်။အဲ့ဒီနောက်ကယ်ဆယ်ရေးသမားများအမြန်ဝင်လာတော့လဲသူ့ကိုဆွဲထုတ်တဲ့အခါတကားအဝမှာမဆန့်ဘဲတနေတာဖြစ်လို့လေကားကနေတဲဖို့မလွယ်ကူမှန်းသိလိုက်ပါတယ်။ဒါကြောင့်ကယ်ဆယ်ရေးသမားများကသူ့ရဲ့တိုက်ခန်းမှာပြတင်းပေါက်ကြီးကိုဖယ်ရှားခဲ့ပါတယ်ပြီးတော့ပြူကျမသွားအောင်တေချာစေရန်ကျမ်းပြင်ကိုတောက်တွေနဲ့ထောက်ကအားဖြည့်ထားပါတယ်။အဲ့ဒီနောက်ကို4ချိန်ကိုထိန်းရန်တိဆောက်ထားတဲ့အထူးထမ်းစင်ပေါ်မှာဂယုတစိုက်တင်လိုက်ကြပါတယ်။အပြင်ဘက်မှာလည်းကရိတ်တစည်းကထမ်းစင်ကိုညှင်သာစွာထိန်းချုပ်ကာတတိယအထက်မှမြေပြင်သို့နှိပ်ချပြီးဆေးရုံသို့ပို့ဆောင်နိုင်ခဲ့ပါတယ်။ပေးခြင်းတဲ့မက်ဆေ့ကတော့တင်ဝတာအကြောင်းမဟုတ်သူများတွေအလုရှုပ်တယ်ဆိုတာပါပဲ။သူဟာတနက်ရဲ့ခလုတ်ကိုနှိပ်လိုက်တဲ့အခါလူဆန်ပင်ရဲ့အထူလောက်သာရှိတဲ့နိုဇယ်အသေးလေးတစ်ခုကနေဖီအားတစ်ခုနဲ့မြန်မြန်လေးထိုးဝင်သွားစေပါတယ်။အဲ့ဒီဆေးရည်ကအရေးပြားကိုထိုးဖောက်ပြီးကြွက်သားအတွင်းထဲကိုစိတ်ဝင်ကားအညီအမျှဖြန့်ကျက်သွားတာကြောင့်ခန္ဓာကိုယ်ကပုံမှန်ထိုးဆေးထက်ပိုမြန်စွာဆုပ်ယူနိုင်ပါတယ်ထူးခြားချက်ကတော့ဓာတ်ထိုးဆေးမလို့ထိုးမနာပဲဆေးဝင်သွားတာဖြစ်လို့အဆင်ပြေပြီးဆေးထိုးနိုင်ပါတယ်